မိမိစိတ်ထဲမှာမကောင်းတဲ့စိတ်ယုံမာတွေမဖြစ်အောင်ဆုတ်ပိတ်ထားဒါနံပါတ်1ကြိုးစားခြင်းမနိုင်လို့ပေါက်ထွက်လာပြီဆိုရင်ဖယ်ရှားပြစ်ဟောဒီလိုဆိုလို့စိတ်မဆိုးအောင်တတိထားဆိုးလာမိရင်လည်းဖယ်ရှားဒါတမ္မာဝါယာမလို့ခေါ်တယ်လောဘမဖြစ်သေးရင်မဖြစ်အောင်တတိထားမယ်မတော်တဆတတိလက်လွတ်ဖြစ်သွားလို့ရှိရင်လည်းမြန်မြန်ဖယ်ရှားပြစ်ဖို့ကြိုးစားမယ်ကိုယ်တဏ္ဍမှာမဖြစ်ဘူးသေးတဲ့ကုသိုလ်တွေဖြစ်လာအောင်လုပ်တယ်ဖြစ်လာပြီးလို့ရှိရင်လည်းတိုးပွားလာအောင်လုပ်တယ်ဆိုပါစို့တနေ့တစ်ခါမှမေတ္တာမပို့ဘူးဆိုလို့ရှိရင်မေတ္တာစပြီးတော့ပို့တယ်ဒါဖြစ်အောင်ကြိုးစားအဲ့ဒီတနေ့တစ်ခါကနေပြီးတော့2ခါဖြစ်အောင်လုပ်မယ်3ခါဖြစ်အောင်လုပ်မယ်10ခါဖြစ်အောင်လုပ်မယ်ခါ100ဖြစ်အောင်လုပ်လာမယ်တိုးပွားအောင်လုပ်ဒီလိုဆိုလိုတာနော်ကုသိုလ်ကောင်းမှုတွေဟာတိုးပြီးတော့လုပ်လာတယ်အဲ့ဒါလို့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ဆုတ်ပိတ်ခြင်းဖယ်ရှားခြင်းကုသိုလ်နဲ့ပတ်သက်ပြီးတော့မဖြစ်သေးရင်ဖြစ်အောင်လုပ်ခြင်းနဲ့ဖြစ်လာလို့ရှိရင်တိုးပွားလာအောင်ကြိုးစားခြင်းဆိုတဲ့ဒီကြိုးပမ်းမှု4ရပ်ကိုတမ္မာဝါယာမလို့ခေါ်တယ်အဲ့ဒါဟာလည်းပဲအာယုစိုက်ပြီးတော့ကြိုးပမ်းရဒီလိုကြိုးပမ်းပြီဆိုလို့ရှိရင်အမှန်တရားပေါ်မှာတတိထားပြီးတော့ကြိုးစားရမှာဖြစ်တော့တမ္မာတတိမရရင်မလုပ်ဖြစ်ဘူးလေသူကဒါကြောင့်တတိရှိရမယ်အဲ့ဒီလိုကြိုးစားတဲ့အခါစိတ်တည်ငြိမ်မှုဆိုတာအရေးပါတယ်တမ္မာသမာဓိမဂ်ကြီး7ပါးဆိုရင်အဲ့ဒါမဂ်ကြီး7ပါးနဲ့အလုံးလုံးကဒီလိုဆိုလိုတာ